မက်လာမှာရှမ်းမဘလောင်ယူနိုင်မလဲဟုတ်ပါတယ်မက်လာတင်မှာ United အသင်းအနေနဲ့ပရီးမီးယားလိ၄ပွဲကစားဖို့ရှိနေပါတယ်အိမ်ကွင်း2ပွဲအဝေးကွင်း2ပွဲကစားရမှာပါ Crystal Palace Aston Villa တို့နဲ့အိမ်ကွင်းမှာလက်ခံကစားရမယ်အဝေးကွင်းပွဲစဉ်တွေအဖြစ်Newcastle ဘုံမော်တို့နဲ့ကစားရမှာပါဒီပွဲစဉ်တွေမှာဘယ်နှမှန်ရှာနိုင်မှာလဲအဆုံးအနေနဲ့ Crystal Palace နဲ့အိမ်ကွင်းမှာလက်ခံကစားရမှာပါ Palace အသင်းဟာဒီရာသီမှာတော့ဖောင်းကျနေပါတယ် United နဲ့မကန်ခင်ဂျာယန်မှာလည်း Conference League ကစားတာတော့ပွဲပန်းနေပါတယ် United အသင်းအနေနဲ့တေချာလေးကစားမယ်ဆိုရင်သုံးမှတ်ရနိုင်တဲ့ပွဲပါနိုင်မယ်လို့ထင်ပါတယ်ဒုတိယပွဲစဉ်က Newcastle ရဲ့အိမ်ကွင်းမှာသွားကစားရမှာပါဒီပွဲစဉ်ကတော့ United အတွက်ခက်ခဲမယ်လို့ထင်တယ်သူတို့အိမ်ကွင်းမှာနောက်ဆုံးနိုင်ထားတာက Social လက်ထက်ကပါဒါကတော်တော်လေးကိုကြာနေပါ Newcastle အိမ်ကွင်းမှာကစားရတဲ့နောက်ဆုံးတွေ့ဆုံမှု၃ချိန်စလုံးရှုံးနိမ့်ထားပါတယ်ဒီပွဲစဉ်မှာ United အသင်းအနေနဲ့အနိုင်မဟုတ်တော့တည်တမတ်တော်ရအောင်ကန်တဲ့တယ်လို့ထင်တယ်ဗျဒီပွဲစဉ်ပြီးရင်တော့ Aston Villa ကိုအိမ်ကွင်းမှာလက်ကန်ကစားရမှာပဲဒီပွဲကိုအနိုင်ယူလိုက်ရင် UCL ဝင်ခွင့်တဲ့အဓိကပြိုင်ဘက်တစ်သင်းကိုနောက်ကောက်ချနိုင်မှာပါအိမ်ကွင်းတွဲဆုံမှုမှာလည်း၃နှစ်စတိုင်းအနိုင်ယူထားနိုင်တယ်ဒီပွဲစဉ်မှာလည်းတေချာလေးကစားမယ်ဆိုရင်နိုင်မယ်လို့ထင်ပါတယ်သုံးမှတ်ပေါ့ဗျာနောက်ဆုံးကဘုံမောက်နဲ့အဝေးကွင်းပွဲစဉ်မှာဘုံမောက်သင်းရဲ့အိမ်ကွင်းမှာသွားကစားထားတဲ့နောက်ဆုံးတွဲဆုံမှု2ချိန်မှာ2ချိန်စလုံးတည်ကြထားပါတယ်ဘုံမောက်ကဒီရာသီအဆင့်8ဆိုတော့သူတို့အသင်းအနေနဲ့ဆိုရင်ဒါတော်လေးကိုခြေစမ်းကောင်းနေတယ်လို့ဆိုရမှာပါဘလိုပဲဖြစ်ဖြစ် UCL ဝင်ခွင့်ရကြရင်တော့ဘုံမောက်နဲ့ပွဲကိုလည်းအနိုင်ကစားရမှာပါကျွန်တော်တို့ United အသင်းနဲ့ဒီ၄ပွဲစလုံးနိုင်ရဖို့ဆိုတော့ခက်ခဲနေပါလေတပွဲလောက်ဖြစ်ဖြစ်တေးကြကြမဟုတ်ရင်ရှုံးလဲရှုံးသွားနိုင်ပါလေကျွန်တော်အနေနဲ့ဆိုရင်တော့ဒီ၄ပွဲမှာ၃ပွဲလုံးနိုင်အောင်ကန်မယ်ကျွန်တဲ့တပွဲကရှုံးလဲရှုံးပါစေတေးကြလိုက်ကြပါစေရပါတယ်အဓိကအကိုမှတ်ရရင်အဆင်ပြေပါတယ်United တဲ့ fan တွေရောဒီ၄ပွဲမှာဘယ်နှမှတ်ရမယ်လို့ထင်လဲမြခမန်းပေးသွားကြပါအောင်အားလုံးကျေးဇူးများတင်ပါတယ်ကျွန်တော်ကတော့ Chris ပါ